Hello မင်္ဂလာပါ April ပါ April ဒီနေ့လေပေါ့နော်ဒါကကျမရဲ့ကြရဲ့ anniversary လက်ဆောင်ပေါ့နော်ဒါလေးဖောက်ချင်တယ်ဆိုပြီးပြောလို့ဒီဟာလေးဒီနေ့ဖောက်မယ်ပေါ့နော်April အရန်လို့အလိုချင်ဆုံးကတော့ဒီကောင်လေးပေါ့နော်ဒီမှာ cherry ဒီလေးနဲ့ပေါ့နော်အဲ့ကောင်လို့အရန်လို့ချင်တယ်ပေါ့နော်ဘာပောက်တော့ရပြီမဲ့အလိုချင်ဆုံးရတာပေါ့နော်ဒါလေးကိုဖောက်မယ်ပေါ့နော်ရှင်ခုံစွာဖြင့်ပေါက်မှာလားမပေါက်ဘူးအိုးအမေအိုးအမေလေးကြိုက်ပါရဲ့ဒါပေမဲ့အကြိုက်ဆုံးကတော့မဟုတ်ဘူးပေါ့နော်အမေလေးနိုင်နော်ထားရတော့မကျုံရုပ်ထွက်လေးကမိုက်တယ်နော်ထားရလူကျင်တာတော့မရဘူးနော်ဒါပေမဲ့အကောင်လုံးတော့ကြိုက်ပါရဲ့အလိုချင်သုံးလေးတော့မဟုတ်ဘူးပေါ့နော်ချစ်ချစ်တမာတယ်ပိုက်ပါ